အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကမိုးလေးရလေးအေးနေတာဆိုတော့ဝက်နံယူချင်းဆက်ကလေးချက်စားပေးခဲ့ပါတယ်ခင်ဗျာပထမဦးဆုံးရေစေးတန်းစင်ထားတဲ့ဝက်နံယူတွေကိုရစာနှက်ပါမယ်ခင်ဗျာရစာနှက်ရန်အတွက်စားအချုံမုံငပြရီတို့ကိုထည့်ပြီးတော့မှနေပါမယ်ခင်ဗျာအချုံမုံနေရာမှာရစာမုံတွေကိုထည့်ရင်လည်းရပါတယ်ခင်ဗျာပြီးတော့ရင်တော့နိုင်ယူက45မိနစ်လောက်နှက်ထားရပါမယ်ခင်ဗျာဝက်နံယူစားချက်ရန်အတွက်ရေစုဦးလေးကိုဝက်နံယူတွေကိုထည့်ပြီးတော့မှတည်လိုက်ပါမယ်ခင်ဗျာဒီနေရာမှာဝက်နံယူတွေကိုအရင်ရစာမနဲ့ပဲတရီပြုတ်ပြီးတော့မှချက်ရင်လည်းရပါတယ်ခင်ဗျာကျွန်တော်ကတော့အပေါ်ကတက်လာတဲ့အမြုပ်တွေကိုဖေးပြီးတော့မှချက်ပါမယ်ခင်ဗျာအမြုပ်တွေဖေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စပလင်းကျက်သွန်မိတ်နဲ့နနံမြစ်တို့ကိုထည့်ပါမယ်ခင်ဗျာပြီးတော့လို့ရှိရင်ချင်းပပလေးတွေလီလာတာကိုလည်းထည့်ပြီးတော့မှတည်လိုက်ပါမယ်ခင်ဗျာကျက်သွန်မိတ်နဲ့စပလင်းကမထည့်လေရပါတယ်ခင်ဗျာကျွန်တော်ကတော့အိမ်မှာရှိနေတာနဲ့ပဲထည့်ထားလိုက်ပါတယ်ခင်ဗျာပြီးတော့ရင်တော့အရသာအတွက်ကျွန်တော်စားငပြရည်နဲ့တခြားတို့ကိုထည့်ခဲ့ပါတယ်ခင်ဗျာဒီနေရာမှာမိမိချိုင်းနေတဲ့ရအရသာမုံကိုတုံးပြီးတော့မှထည့်ရင်လည်းရပါတယ်ခင်ဗျာဟင်းလေးအနှင်းငယ်လောက်ကြာလာပြီဆိုတာနဲ့ကျက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတို့ကိုထောင်းထားတာထည့်ပါမယ်ခင်ဗျာဒီနေရာမှာအဆက်စားရင်စားနိုင်တဲ့လောက်ငရုတ်သီးကိုချိန်ပြီးတော့မှထည့်လို့ရပါတယ်ခင်ဗျာပြီးတော့ရင်တော့လီထားတဲ့နနံမိန်နဲ့တံမြာသီးတို့ကိုထည့်ပါမယ်ခင်ဗျာကျွန်တော်ကတော့တံမြာသီးကိုနှလုံးသုံးထားပါတယ်ခင်ဗျာမိမိကတော့အချင်းကြရင်ကြိုက်တဲ့လောက်တံမြာသီးထည့်လို့ရပါတယ်ခင်ဗျာပြီးတော့ရင်တော့နောက်တစ်ပွက်လောက်ပွက်လာပြီဆိုတာနဲ့ငရုတ်ကောင်းကြရင်အနည်းငယ်လောက်ထည့်ပြီးတော့မှဥချလိုက်လို့ရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ